လူတွေအားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ချစ်တဲ့လူတွေကိုเนาะဇာဝမ်းဆက်လှလှလေးနဲ့မိတ်ဆက်ပေးပါမယ်အခုကောင်းမြတ်ကထောကနေပွဲတက်ရတဲ့မမတွေအတွက်เนาะ trend တစ်ခုအနေနဲ့ဖြစ်သွားအောင်ဇာဝမ်းဆက်ကလေးတွေကိုပြန်ပြီးစီစဉ်ပေးပါတယ်ဒါဆိုရင်ပြင်တစ်တက်တင်းစာအစ်စ်ကလေးကိုတုံထားပါတယ်ပြင်တစ်တက်တင်းစာဆိုတဲ့အတိုင်းဇာရဲ့အသွေးမွေးလေးကတော့ပြောစရာမလိုပါဘူးအောက်ခံအသားလေးကိုယူထားတယ်အပေါ်က dropping လေးနဲ့เนาะကယုတ်ကီလေးပဲယူထားတယ်အမရင်ရင်လေးနဲ့ပွဲထဲမှာလှနေဖို့အထီးကဖြစ်အောင်ယူထားပါတယ်နောက်ပြီးတော့ဒီလိုမျိုးဇာဝမ်းဆက်ကိုလိုက်ချုပ်ချင်တဲ့ညီမလေးတွေအတွက်ကျွန်တော်တည်င်းကောင်းလေးเนาะအကြံလေးပေးမယ်ပေါ့เนาะဘာလဲဆိုတော့ဒီဇာတွေကိုချုပ်တယ်ဆိုလို့ရှိရင်ဇာတစ်ထက်အောက်ခံပိုးလေးရတစ်ထက်ဆိုနှစ်ထက်ချုပ်ရတယ်အဲ့ဒီတော့ဇာကိုမထုလုံးမပါလုံးတဲ့ဇာလေးတွေကိုရှာပြီးချုပ်ရင်အခုလိုမျိုးပဲပုံထွက်လှစေပါတယ်ဒီနေ့ဘလော့မှာတော့เนาะအခုလိုမျိုးတစ်စုံနောက်ထပ်တစ်စုံချင်းလေးနဲ့မိတ်ဆက်ပေးမယ်เนาะဒီမှာကြည့်ပါဦးချစ်ခင်ရတဲ့အမတယောက်တည်းအတွက်လှလေးဝတ်စုံလေးဖန်တီးပေးထားပါတယ်ကဲအမြင်မတူဘူးနော်ဒါလေးနဲ့အရင်မိတ်ဆက်ပေးလိုက်မယ်နော်ဒါလေးက sick နော် sick ချီဖုန်အစလေးပါဒီမှာစစ်ချီဖုန်အပွင့်လေးတွေရိုက်ထားတယ်အောက်ကလည်းစစ်ချီဖုန်အစလေးကိုချုပ်ထားတယ်ဒီမှာကြည့်ပါအောင်ကောင်းမြတ်ကထောရဲ့ flare ဘောင်းကြီးလေးနဲ့နော် flare ဘောင်းကြီးလေးကိုလှလေးချုပ်ထားပေးပါတယ်အနာလေးတွေမှာပြင်တစ်စာလှလေးတွေကိုပြန်ပြီးဆက်ချုပ်ပေးထားပါတယ်ဒါလေးဆိုရင်မွေးနေ့ဝဲလေးတွေမှာဝင်မလားတငယ်ချင်းနဲ့ဟန်းအောက်တွေမှာဝင်မလားအရန်လှအောင်စစ်ချီဖုန်လေးလမ်းလျှောက်လိုက်တိုင်းမှာလွန်းလေးဖြစ်အောင်စီစဉ်ပေးထားပါတယ်အမကလည်းဖြူလေးဆိုတော့အရန်လှပါဒါလေးကတော့ပွဲတက်ဖို့ပါကဲပွဲတက်ဖို့ကိုပြင်တစ်စာလို့ပြောစရာမလိုတော့အောင်အရန်လှပါတယ်ပြင်တစ်စာကိုကျွန်တော်ချုပ်နေကြအတိုင်းပဲဒီနားကနေတစ်ဆက်သေးဆက်ကြောင်းရအပြောက်ယူထားပါတယ်ဒီနားလေးမှာဆယ်ပြားစီလေပင်လေးနဲ့လှလေးစီစဉ်ပေးထားပါတယ်ကျွန်တော်ပြင်တစ်စာကိုဒီလိုမျိုး dress တွေချုပ်ရတာအရန်ကျင့်တတ်ပါတယ်ဘာဖြစ်လို့ဆိုရုပ်ထွက်အရန်လှလို့ပါဒီနှစ်စုံစလုံးကနော်ပုံစံမြင်နေကြပုံစံမဟုတ်တဲ့ပုံစံမျိုးလေးနဲ့ဖန်တီးပေးထားတဲ့အတွက်ကြိုက်နှစ်သက်လိမ့်မယ်လို့မျှော်လင့်ပါတယ်ကဲနောက်ထပ်ဘာဝတ်စုံလေးနဲ့ဖြစ်မလဲမိတ်ဆက်ပေးမယ်နော်ဒါလေးဆိုရင်လည်းကက်ရှမီယာလေးပါကက်ရှမီယာလေးကိုညီမငငယ်ချောလေးအတွက်စီစဉ်ပေးထားတာပါကထောင်ဆိုတဲ့အတိုင်းရှမ်းပုံကထောင်လေးကိုလွတ်ကလေးဒီလိုရှမ်းအိမ်လေးရာဒီလိုလွတ်ကလေးဝတ်ပါတယ်ငယ်တော့ဘလို့ပဲဝှလှစေပါတယ်เนาะညီမလေးကလည်းငယ်လေးဆိုတော့เนาะပန်းရောင်လေးနဲ့နုထွတ်ကလေးเนาะအရန်လူမရင်သွားစေမဲ့ပုံစံငယ်တဲ့အတွက်ကြောင့်မလို့လေနီးရန်တိုက်တင်းအရင်ဝစ်เสียမလို့ငယ်တဲ့အချိန်မှာဒီလိုမျိုးလေးလွတ်ကလေးနဲ့ဝင်ပိုလှစေတယ်အဲ့ဒါကြောင့်မို့ညီမငယ်ချောလေးအတွက်ဒီဝစ်စုံလေးကိုဖန်တီးပေးထားတာပါဒီဝစ်စုံလေးဆိုရင်ဆော့ကအယုတ်ကလေးမှာဝတ်ထားကြတဲ့အတိုင်းအိမ်ကိုလာတဲ့အိမ်ရွေးတဲ့လူတွေတော်တော်များဟဲလှလိုက်တာဆိုပြီးတော့အဲ့လိုမျိုးဖြစ်ရတဲ့ဝတ်စုံလေးပါနော်ကြည့်ပါအောင်ဝတ်စုံလေးကလှလိုက်တာကဲဒီတော့နောက်ထပ်ကောင်းလို့ရဝတ်စုံလေးလည်းထပ်ပြီးမိတ်ဆက်ပေးပါအောင်မယ်ရှေ့ဘလော့မှာကျွန်တော်ပြောထားတယ်ကိုကောင်းမြတ်တဲ့ဝတ်စုံလေးကအရန်လှတော့တဲ့နော်ဘလော့ထဲမှာတဲ့တဘလော့ထဲမှာအရန်လှတဲ့ဟာတွေပဲပါတော့နှမျောတယ်တဲ့ကဲဒီမှာကြည့်ပါအောင် dress လေးအနောက်ချမ်းလေးမှာတင် show လိုက်ပါအောင်နော်ဒါလေးကညီမလေးတယောက်တည်းအတွက်စီစဉ်ပေးထားတာပါကဲကျွန်တော်ဒီမှာဒီရှေ့လေးပြပါမယ်ကဲညီမလေးကကျွန်တော်ကိုစချုပ်ကြအကိုတဲ့ဒီကက်ရှမီယာလေးကိုတဲ့နော် dress ကလေးဖန်တီးပေးပါလို့ကက်ရှမီယာလေးကို dress ကလေးလှလေးချုပ်လို့ရတယ်လို့ဘလူကယုံမလဲနော်ဒီပါဆိုကြည့်ပါအောင် dress လှလေးချုပ်ထားပေးပါတယ်ညီမလေးဝယ်လာတဲ့ကက်ရှမီယာဟောလှတာနော်ခဲသားခံလေးဒီမှာအကိုတဲ့သမီးကိုတဲ့ပဝါလေးနဲ့အခန့်ပွဲလေးပါကြော့လေးဖြစ်စေခြင်းတယ်ဆိုတော့ကျွန်တော်ကဖန်တီးပေးထားတာပဝါလေးကလည်းတတွေးတဲ့တသားတဲ့မကြနေဘူးလားသမီးလေးဒီအခလေးတွေနဲ့ဒီနေရာလေးတွေကိုပြီးရင် finishing အချောလိုက်ပါမယ်နော်ဒီဟာလေးကကောင်းမြတ်ကထောရဲ့ signature လို့ပြောလို့ရတယ်နော်ဒီမှာ dropping လေးထည့်ထားသမီးစားအနားလေးပေးပါအောင်ဒီနားလေးစားအနားလေးပြီးသွားလို့ရှိရင်ဒီမှာပဝါလေးကိုလည်းဖတ်ကလေးနဲ့စားအနားလေးနဲ့ဝိုက်ကလေးပြင်သစ်စားအနားလေးတွေကိုအသုံးပြုထားပါတယ်အရှိလေးကိုလည်းဘွေနဲ့တုံးထားတဲ့အတွက်ကျွန်တော်တို့တွေကကာယံညီအောင်အနောက်မှာလည်းဘွေနဲ့ကလေးတုံးထားပေးပါတယ်ကဲเนาะဒီမှာကြည့်ပါအောင်เนาะပဝါလေးကညီမလေးလမ်းလျှောက်လိုက်လို့ရှိရင်เนาะဒီမှာတော်လေးလှသွားမှာပါကဲသမီးလေးဒီနားကအပတ်ကလေးကိုဒီတိုင်းလေးပြန်ပြောင်းပေးပါเนาะဒီမှာကြည့်ပါအောင်ဒါဖြုတ်ဆူးလေးပေးပါအောင်သမီးကဲရော့
ကဲဒီဇိုင်နာဆိုတာဝစ်စုံနေကိုအားလုံးပြီးသွားတယ်ဆိုရင်ကိုတိုင်းစိတ်တိုင်းကြမှာကျွန်တော်ကတော့ကျွန်တော်ချစ်တဲ့လူတွေကိုလက်ထဲကို fitting ခေါ်ပါတယ်ကျွန်တော်စိတ်တိုင်းမကြတွေ့ရတော့ဒီဥစ္စာကို fitting မခေါ်သေးဘူးဒါဆိုလို့ရှိရင်ပြီးသွားပြီကျွန်တော်တော့တော်တော်ကြိုက်နေပြီဒါပေမဲ့ကိုပြန်စစ်လိုက်တဲ့အချိန်မှာကိုတတိမထားမိလိုက်တဲ့အချက်ကလေးတွေရှိတတ်တယ်เนาะအဲ့ဒီမှာပြန်ပြီးတော့ fitting လေးခေါ်တဲ့အချိန်ကျရင်တခါလေးလှသွားအောင်ဒီနေရာမှာဆိုရင်เนาะဒီအပတ်ကလေးကလည်းဇာလေးဖြစ်သွားမယ်ဆိုရင်ပို့ပြီးတော့လှသွားမယ်เนาะเนาะဒါလေးတွေပြီးရင်ကျွန်တော်ပြန်ပြီးတော့အသေးစိတ်ပြန်ပြီးတော့ finishing လုပ်လိုက်ပါအောင်မယ်ကျွန်တော်ချစ်တဲ့လူတွေလည်းဒီဝတ်စုံလေးကိုကြိုက်တယ်ဆိုရင်အသေးလေးတွေအများကြီးပေးခဲ့ရမယ်ဟုတ်ပြီလားတတနောက်ဖလော့လေးမှာစုံတွေ့ကြမယ်ချစ်တော်တို့ပြောတဲ့အတိုင်းလှလှလေးတစ်စုံလေးနဲ့ကြွကြွလေးနော်ဘလောက်တစ်ပုတ်ကိုတင်ဆက်ပေးလိုက်ပြီနော်ကဲကိုဖိုဟာနဲ့ကိုကျွန်တော်အရန်ကြိုက်တာဒီပါကြည့်အရန်ကြိုက်သမီးလေးဖြန့်လိုက်ပါအောင်ဒီချာလေးဖြန့်ပြလိုက်သူလာပဝါလေးကလည်းအီးလေးဖတ်ဖတ်ကလေးနော်တော်တော်လှတာပါဟိုကလေးတိုက်နေတော့လွင့်လွင့်လေးကဲနောက်ဖလော့လေးမှာပြန်ပြီးစုံတွေ့ကြမယ်တတ